အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ခိုစီဘတ် W38 ရဲ့အသုံးပြုနည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံး language ချင်းနေဆိုရင် Bluetooth နဲ့ချိန်မထားခင်မှာပဲချိန်လို့ရမှာဖြစ်ပါတယ်ဘယ်ဘက်သို့မဟုတ်ညာဘက်ကိုနှစ်ချက်စီနှိပ်ပြီးတော့ China English ကိုကြိုက်ကြထားလို့ရပါတယ်ပြီးရင်ဖုန်းထဲက Bluetooth ကိုဖွင့်ပြီးတော့ခိုစီဘတ် W38 နဲ့ချိတ်ဆက်ပေးပါအတန်ကျဲချင်ရင်ညာဘက်ကိုနှစ်ချက်နှိပ်ပါအတန်တိုးချင်ရင်တော့ဘယ်ဘက်ကိုနှစ်ချက်နှိပ်ပေးပါတချင်းရဲ့ချင်ရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကိုတစ်ချက်နှိပ်ပေးပါနောက်ထပ်တချင်းကိုကြောချင်နေဆိုရင်ညာဘက်ကို3ချက်နှိပ်ပါအရှိရတချင်းပြန်ရောက်ချင်ရင်ဘယ်ဘက်ကို3ချက်နှိပ်ပေးပါခေါ်စီကိုဖွင့်နေတယ်ဆိုရင်ဘယ်ဘက်ကို2စက္ကန့်လောက်ဖိထားပေးပါဂိမ်းမုံနဲ့ music မုတ်ပြောင်းနေတယ်ဆိုရင်ညာဘက်ကို2စက္ကန့်လောက်ဖိထားပေးပါဖုန်းငယ်ဖုန်းချလုပ်ချင်ရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကိုတစ်ချက်နှိပ်ပါဖုန်းလာတာကိုကန့်ဆယ်ခြင်းနဲ့ဆိုရင်တော့ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2စက္ကန့်လောက်ဖိထားပေးပါcharging case ကိုအားသွင်းထားမယ်ဆိုရင်အဖြူအောင်မီးလေးကမိတ်တုံလေးနေမှာဖြစ်ပြီးတော့အားပြည့်သွားရင်တော့ရက်သွားမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပြီးအောင်နော်။